ဒီနေ့တော့ဆရာဖေးမေရေးသားထုတ်ဝေထားတဲ့ဘဝတနာရတ္တစာများဆိုတဲ့စာအုပ်ကလေးကဆောင်းဆိုတဲ့ဘုဒ္ဓတူလေးကိုကျွန်တော်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဖူဖူအားအဖေတခြားသို့ပုတ်ပြစ်လိုက်မည်ဟုပြီးသားလုံးဝမထင်မဲ့ကဲဒီလိုအလုပ်မျိုးအဖေလုပ်ရလိမ့်မည်ဟုလည်းသူလုံးဝမယူဆခဲ့သို့တော့ယခုတော့ဖိုးဖိုးအတွက်အဖေဆောင်တဲ့ထဲယူလာခဲ့ပြီမနဲ့ဆိုလေဖိုးဖိုးသွားတော့မိတယ်သူတို့မြေဖို့အတွက်ဒီညသည်နောက်ဆုံးညဖြစ်သွားပြီတဲ့အဖေကအပြင်ထွက်သွားသည်သူလက်ထက်မိမိမစီသွားခြင်းဖြစ်မည်တော့ညမနဲ့ပဲပြန်လာမည်မဟုတ်ညကလှပတော့စက်တင်ဘာညချမ်းဖူဖူနှင့်ပီတာညစာစားရသည့်ပကံတွေစီးကြသည်ပြီးတော့အရှိပေါ်ဒီကိုအောက်သို့ကလထိုင်နှလုံးထုတ်လာကြသည်ဖူဖူတရောသွားယူအောင်မယ်ဂေဟောင်းတီတပုတ်နှစ်ပုတ်ထူကြရအောင်ဖိုးကပြောသည်သို့တော့သူပြန်လာတော့တရောမပါဆောင်းသာပါလာသည်ဆောင်းကအတော်ကြီးသည်နှစ်ယောက်ခြုံဆောင်အနီရောင်မှအနှက်ဆင်းတွေနဲ့တိတ်ကောင်းတဲ့ဆောင်းကနော်ဘိုးကဆောင်းကိုပေါင်မော်တင်၍ပတ်သက်ကြည့်ဆိုသည်ငါမီးဖေဖေကဖိုးသွားခဲ့နေမှာဒီလိုဆောင်းမျိုးပေးတာအင်မတန်တည်တဲ့သူတယောက်မို့ပေါ့ကွာဟုတ်ဘူးလားဒါအတော်ပေးရမှာကြည်စမ်းတိုးမွေအကောင်စားဆောင်းညတွေတိတ်အေးတဲ့အခါဒီဆောင်းချုံလိုက်ရင်နှွေးသွားမှာဒီလောက်ကောင်းတဲ့ဆောင်းမျိုးသိရှိမှာမဟုတ်ဘူးကြည်စမ်းဖိုးဖိုးပြောလိုက်တာဒါသမီးသူမြေစီပကောင်းဖြစ်မှာဆိုလို့ရှောက်ပြောနေတာတခြားလုံးပင်ဖိုးဖိုးကအစိုးရဆောက်ထားသည့်အဲ့ဒီအုတ်တက်ကြီးစီသူကိုယ်တိုင်ကသွားကျင်နေသည့်ပမာဟန်ဆောင်ပြောဆိုနေခဲ့သည်အဲ့ဒီမှာတခြားသူလိုဖိုးကြီးဖွားကြီးတွေအများကြီးရှိသည်အဲ့ဒီမှာဆက်ဆက်ရကလည်းအားလုံးအကောင်းဆုံးတွေကြီးစားတဲ့ဖြစ်ဟုတ်တယ်ဆောင်းကတော်တော်ကောင်းတယ်ပီတာကပြောပြီးအိမ်ထဲဝင်သွားသည်သူကငိုတက်သည့်အမျိုးအစားတွေကမဟုတ်ပါပြီးတော့သူ့အရွယ်ကငိုရမိအရွယ်မှမဟုတ်တော့တာသူအများကြီးကြီးနေပြီပဲဖူဖူဤတရောကိုယူရန်တွတ်တာအိမ်ထဲသို့တူဝင်ခဲ့ခြင်းဖြစ်သည်သူထံကတရောကိုလမ်းယူတော့ဖူဖူပေါင်ပေါ်ကဆောင်အောက်သို့လျှော့ကြသည်ဒီညကသူတို့မြေဖူအတူနေရမည်နောက်ဆုံးညဖူဖူတို့ခေတ်ကတေးသချင်းလေးတွေတီးပြကြမှာဟုပူဇော်နေဖို့မလိုတော့အဖိုးကတရောကိုနည်းနည်းလေးအတန်ဆန်းကြည့်သည်ပြီးတော့မင်းအမြဲတမ်းတတိယနေမဲ့တေးလေးတစ်ပုတ်ထိုးပြမယ်ကွာဟုဆိုသည်လာကတတဒီပီလင်းညင်းလေးကလည်းတိုက်ခတ်လျက်ရှိသည်ဖူဖူဤတရောတန်ကိုနောင်ပြီးသားကြားရမည်မဟုတ်တော့ဖေဖေကလည်းအိမ်တစ်တို့ပြောင်းဖို့ပြင်နေပြီဖူဖူမရှိပဲသူမနေခဲ့ခြင်းတေးသွားပြောင်းသွားသည်နည်းနည်းပူမြူတာလေးတဲ့ဖူဖူကဆိုသည်ပီတာညမောင်တဲ့သူငေးကြည့်နေမိသည်အဖေကဟိုမိမနဲ့ယူတော့မီအဲ့ဒီမိမကသူ့ကိုနမ်းပြီးပလီပလာတွေပြောသေးသည်သူ့အတွက်မိခင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားပါမည်တဲ့သူကရုံးတလုံးတကိုယ်လုံးတွတ်လင်ပြလိုက်တော့ကလထိုင်ပင်ကြွကနေမိသွားသည်တေဟောတန်ကရုတ်တရက်ရက်သွားသည်ဒီတေးသွားကကောက်ဖို့အတွက်လောက်ပဲကောင်းတာဘိုးကဆိုသည်ပြီးတော့မှဆက်ပြောသည်မင်းဖေလက်ထက်မဲ့မျိုးသမီးကသဘောကောင်းပါတယ်ကွမိမငငယ်ကြွနဲ့ဆိုတော့သူလည်းပြန်ပြီးနှုတ်ပြသွားမှာပေါ့ဖူးဖူးလို့ဖိုးကြီးကဒီမှာဆက်နေရင်သူတို့ကြားတယ်နှောက်ရက်ဖြစ်နေမှာနောက်ကြတော့ကလေးတွေမွေးလာအောင်မင်းကလေးတွေတစ်ချိန်လုံးကုန်နေရင်လဲအဖိုးကမကြိုက်ဘူးကွကိုဘာသာတခြားသွားနေတာပဲကောင်းတယ်အခုလိုပေါ့
ကဲနောက်တစ်ပုတ်နှစ်ပုတ်လောက်ပြီးရင်အေးရဝင်ကြရအောင်ကွာဒါလေးတန်းတော့ကြည့်စမ်းပါဦးနည်းနည်းတော့လွမ်းစရာလေးကွာဒီညမျိုးနဲ့လဲဖက်တာပေါ့လူနှစ်ယောက်အိမ်ဝင်လမ်းကြောင်းလေးအတိုင်းရှောက်လာကြတာသူတို့မကြမိကြဗီတာအဖေလက်တစ်ဖက်ကကိုမိမကိုဖတ်ထားသည်မျိုးသမီးမျက်နှာကတောက်တောက်ပပသို့တော့ပြပြမှုကမရှိစားစရာအယုံမနဲ့တူသည်အဲ့ဒီမိမရေတဲ့ကိုသူတို့နှစ်ယောက်လုံးကြားလိုက်ရသည်ရုတ်တရက်ဒီယောကလက်ကွက်မှပြီးရက်သွားသည်ဗီတာအဖေကဘာစကားမှမဆိုကိုမိမကတော့ဖိုးဖိုးစီသွားပြီးအတန်ချူချူနဲ့စကားပြောသည်မနေ့ဖက်အဖေသွားတဲ့ချိန်ကျမရှိမှမဟုတ်လို့အခုလာပြီးနှုတ်ဆက်တာဝမ်းသာပါတယ်ကွယ်ဘိုးကမျက်လွှာအောက်ချ၍ဆိုသည်အဲ့ဒီအခိုက်ချီရင်မှာကြာနေသည့်ဆောင်ကိုမြင်သွားကကောက်ယူသည်ဒီမှာကြည်စမ်းမအောင်ကွယ်ဘိုးကအနေရခန့်ပြည့်စကားရှာပြီးပြောသည်ကောင်းလိုက်တဲ့ဆောင်သားကအဖေသွားရင်ယူသွားဖို့ပေးထားတာဟာဆောင်တိတ်ကောင်းပါလားမျိုးသမီးကဆိုသည်သူ့ငွေသားကိုပုတ်တက်ကြည့်ပြီးအလက်နကြားပြောပြန်သည်အရင်ကောင်းပါလားထို့နောက်ပိသားအဖေဘက်လှည့်ပြီးရန်တွေ့ခြင်းသည်လေတံမျိုးဖြင့်ပြောသည်ရှင်ဒီဆောင်ဝယ်တော့ပတ်စံအများကြီးပေးရမှာပေါ့ကို့ဖေကိုအကောင်းဆုံးပဲပေးလိုက်ခြင်းနဲ့ပိသားအဖေကလေတံပြောနှင့်ဖြေသည်မျိုးသမီးကဒီတိုင်းရက်နေသည်အာယုံကဆောင်ကမခွာကြည်စမ်းနှစ်ယောက်ခြုံဆောင်ကြီးပါလားဟုတ်တယ်နှစ်ယောက်ခြုံဆောင်ဘိုးကဆိုသည်အင်းကသွားတော့မဲ့ဖိုးကြီးတယောက်အတွက်တိတ်ကောင်းတဲ့ဆောင်ပေါ့ရုတ်တရက်ကောင်းလေးအိမ်ထဲဝင်သွားသည်ဟိုမိမကအဖေကိုအပြစ်တင်တယ်တွေသူကြားသည်ဖေကလည်းတစားတဲ့တစားဆေးသူလာနေတာသူသိနေသည်သူ့အဖေကဒီလိုပဲဒေါသအထွက်နေသည်ဟိုမိမဆူဆူပူပူဆောင်းဆောင်းအောင်အောင်လုပ်ပြီးထွက်သွားပြီပီတာအပြင်ထွက်လာပြီဟိုမိမကနောက်ဘက်လှည့်ပြီးလန့်အောင်ပြောသေးသည်ရှင်ဘာမှပြောမနေနဲ့နှစ်ယောက်ခြုံဆောင်လုံးဝမလိုဘူးပြီးတော့ဆက်လျှောက်ထွက်သွားသည်အဖေဘာလို့ရမည်လဲမဆုံးမြတ်နိုင်သည်ဟန်ဖြင့်သူမနောက်ကိုလိုက်ကြည့်နေသည်သူပြောတာမှန်တယ်ကောင်လေးကအေးဆက်ဆက်လေးတံဖြင့်ပြောသည်ဒီမှာဖေသူကအဖေလက်ထဲကကြီးထိုးပြီးသည်ဆောင်းကိုနှစ်ပိုင်းဖြတ်လိုက်ပါလူကြီးနှစ်ယောက်သူ့ကိုငေးကြည့်ကြသည်နှစ်ပိုင်းပန်းလိုက်ပါသူကထပ်ပြောပြန်သည်ပြီးရင်ကျန်တဲ့တစ်ပိုင်းကိုတင်ထားဟုတ်တယ်ဒီအကျမဆိုးဘူးအဖိုးကဆိုသည်အဖေလည်းဒီလောက်အကြီးကြီးမလိုပါဘူးဟုတ်တယ်ကောင်လေးအတန်ကပြစ်ပြစ်တောင်းတောင်းအဖိုးကြီးတယောက်ကိုတခြားမှသွားနေဖို့ပို့တာစောင်းကြီးကြီးမလိုဘူးတယောက်ချုံဆောင်ရရင်လုံနောက်တယ်နောက်တစ်ပိုင်းကိုကျွန်တော်တို့တင်ထားရမယ်ဖေလူလာတဲ့အခါအစင်းသစ်ရှိအောင်မင်းဘာကိုဆိုချင်တာလဲအဖေကမေးသည်ကျွန်တော်ဆိုချင်တာကကောင်လေးကအေးဖြည်းဖြည်းပြောသည်အဖေအသက်ကြီးလာလို့ကျွန်တော်အဖေကိုတခြားပို့ရတဲ့အခါအဲ့ဒါပေးဖို့လိုမလို့ဆိုချင်တာအားလုံးသိစိတ်သွားကြသည်ထို့နောက်အဖေကအဖိုးရှိနာတိုးသွားပြီးညင်၍ရက်နေသည်သူ့နှုတ်ကဘာစကားမှထွက်မလာသို့တော့ဖိုးနားလေသည်အဖိုးသူ့သားလက်ကိုလှမ်းကင်သည်ဘာမှစိတ်မကောင်းမဖြစ်နေတာသားခံစားချက်တွေအဖေနားလဲပါတယ်အဲ့ဒီနောက်ပီတာငိုသည်သို့တော့ငိုသည့်ကိစ္စဘာမှပြောချင်မလို့ပါအကြောင်းမူကားသူတို့၃ယောက်လုံးအတူငိုနေကြပြီးဖြစ်ပါတော့ကြောင်းသည်